guys အားရကျွန်တော်ရဲ့ကုတ်လေးပြောမှာပါဒါပါကျွန်တော်ရဲ့ကုတ်ပေါ့ရေးထားပါပြောလို့ရမလားမလေးဒီပထမကုတ်ကတော့စက်တယ်စားပြန်စားပါဒီဒုတိယကုတ်လေးတူပါပေါ့ဘာလို့စကလုံးကြီးကြီးနဲ့ပြန်ရအပေါ်ဟာလေကတော့အကြီးတွေပါပဲဒါတော့ပထမကုတ်ပါဒါတော့ K I T C ဒါတော့အခြားပေါ့ R E S E T တရားကျွန်တော်မဆက်အောင်အောက်မှာရေးပြပါနော်အကုတ်ဘလို့မှတ်ထားအောင်အကုတ်ကအဆက်လေအပေါ်ကကုတ်လေကျွန်တော်ပြင်ရအောင်မယ်S U B U N C N E K I Z A R U ဘာလဲ S G U B U G ready L N ဟုတ်အဲ့ကျွန်တော်ပြီးတော့ပြန်ရေးလိုက်အောင် C N E K I Z A R U S U S ကကြီးနော်ဒီထား S U B U N C N E I C L C L E K I Z A R U ကြည့်လိုက်လို့ရစရာအဲ့တော့ဒီနေ့ဗီဒီယိုရကြတော့ပါပဲအားလုံးပဲ bye bye